မနက်ခင်းမှာမြင်နေရတဲ့မြူတွေကကြည့်ရတာလှကျင်လှပါလိမ့်မယ်ဒါပေမဲ့ဒါဟာတဘာဝမြူမဟုတ်ပါဘူးဒါဟာကျွန်တော်တို့ရဲ့အသက်ရှူလမ်းကြောင်းကိုတိုက်ခိုက်နေတဲ့အစိမ့်ငွေတွေဆိုတာသင်သိပါသလားမျက်စိနဲ့မမြင်ရတဲ့ဒီရန်သူကကျွန်တော်တို့ပေါ့ပေါ့ဆက်ဆနေတာကိုအခွင့်ကောင်းယူနေတာပါကားမကိုးတွေအမိုက်မီးရှို့ရာကထွက်တဲ့မကိုးတွေကကျွန်တော်တို့ပတ်ဝန်းကျင်ကိုဝါမြူနေပါပြီကလေးငယ်တွေဟာဒီအစိမ့်ငွေရွာကိုနေ့စဉ်ရှူရှိုက်နေရတဲ့ပထမဆုံးသားကောင်တွေဖြစ်နေပါတယ်အညွန့်ကိန်းတွေကအနီရောင်ပြနေတာကြာပါပြီဒါပေမဲ့ကျွန်တော်တို့အလေးမထားခဲ့ကြဘူးနေရောင်ကတော့ဒီမကိုးမြူတွေကိုဖောက်ထွက်ဖို့ရုန်းကန်နေရတဲ့အထိပါပဲအခြေအနေကကျွန်တော်တို့ထင်ထားတာထက်ပိုပြီးစိုးရိမ်စရာကောင်းနေပါပြီဒီအမုံတွေကသွေးကြောတဲ့အထိတိုက်ရိုက်ရောက်နိုင်လို့နှလုံးရောဂါဖြစ်နိုင်ခြေကိုမြင့်တက်စေပါတယ်အဆုပ်ရဲ့နှက်ဆိုင်တဲ့နေရာတွေအထိဒီအမုံတွေကအမာရွှက်တွေပေးသွားနိုင်ပါတယ်သွေးထဲရောက်သွားတဲ့အဆိပ်တွေကတကိုယ်လုံးကအင်္ဂါရက်တွေကိုဒုက္ခပေးတာပါတက်ကြီးရွယ်အိုတွေအတွက်တော့ဒါဟာအသက်အန္တရာယ်အထိတောင်ရှိနိုင်ပါတယ်မျက်စိဆက်တာလဲချောင်းနာတာတွေဟာတင့်ခန္ဓာကိုယ်ကပေးနေတဲ့သတိပေးချက်တွေပါမျက်စိနဲ့မမြင်ရပေမဲ့တင့်ခန္ဓာကိုယ်ထဲမှာသူတို့ကတိတ်တဆင်အစိတ်ခတ်နေကြတာပါခေါင်းမူးတာမောပန်းလွယ်တာတွေကလည်းလေထုညစ်ညမ်းမှုရဲ့နောက်ဆက်တွဲတွေပါပဲကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်တွေကျန်းမာဖို့ဒီအချက်တွေကိုသိထားရပါမယ်တာမန် mask တစ်ခုတည်းနဲ့ဒီရန်သူကိုမတားဆီးနိုင်ဘူးဆိုတာသတိပြုပါကာကွယ်ဖို့အတွက် N95 ဒါမှမဟုတ် KN95 ကိုပဲစနစ်တကျရွှေ့တက်ဖို့လိုပါတယ်ဘေးကနေလေမဝင်အောင်တေချာဖိကတ်ထားမှသာအကာအကွယ်အပြည့်အဝရမှာပါလေထုအရည်အသွေးစိုးဝါးနေတဲ့အချိန်တွေမှာအပြင်မှာအားကစားလုပ်တာကိုခေတ္တရှောင်ပါအပြင်ကဖုံမုံနဲ့အစိမ့်ငွေတွေအိမ်ထဲမဝင်အောင်ပြတင်းပေါက်တွေကိုလုံအောင်ပိတ်ထားပါအိမ်ထဲမှာဂမုံပင်နဲ့ရှားဆောင်လက်ပတ်တွေစိုက်ထားပါသူတို့ကလေကိုတဘာဝအတိုင်းတန့်စင်ပေးပါတယ်ရှားဆောင်လက်ပတ်ဟာလေတူးတွေကဓာတုပစ္စည်းတွေကိုစုပ်ယူပေးတဲ့တဘာဝရဲ့လက်ဆောင်တစ်ခုပါ Snake plant ပင်တွေကညဘက်မှာအောက်ဆီဂျင်ထုတ်ပေးလို့အိတ်ခမ်းထဲမှာထားဖို့အသင့်တော်ဆုံးပါဖြစ်နိုင်ရင်လေထုတန့်စင်ဆက်လေးတွေသုံးပြီးအိမ်တွင်းလေထုကိုတက်နိုင်သလောက်ထိမ့်သိမ်းပါအိမ်ထဲကပရိဘောဂတွေကိုစိုးစွတ်တဲ့အခွတ်နဲ့ပုံမှန်ပုတ်တိုက်ပြီးဖုံးမုံတွေကိုဖယ်ရှားပါတန့်ရှင်းပြီးစိုးရိုင်းစားရှိတဲ့ပတ်ဝန်းကျင်ကတင်းအဆုပ်ကိုအနားရစေပါလိမ့်မယ်ရေများများတောက်ပေးတာကတင့်ခန္ဓာကိုယ်တွေကအစိတ်အတောက်တွေကိုဖယ်ရှားရမှာအများကြီးထောက်ကူပြုပါတယ်တနေ့ကိုရေ2လီတာထက်မနည်းတောက်ပေးဖို့ကိုအလေးအကျင့်လုပ်ထားပါဗီတာမင် C ကျွဲဝတဲ့အသီးနှံတွေကအဆုပ်ရဲ့ရောင်ရမ်းမှုတွေကိုလျှော့ချပေးနိုင်ပါတယ်ဂျင်းနဲ့ကြက်သွန်ပြူကလည်းအသက်ရှူလမ်းကြောင်းကျန်းမာရေးအတွက်ဆေးဖက်ဝင်လာပါတယ်အာဟာရပြည့်ဝတဲ့အစားအစာကသာဒီရန်သူကိုပြန်တိုက်ဖို့သင်အတွက်အကောင်းဆုံးလက်နက်ပါအပြင်မထွက်နိုင်ပေမဲ့အိမ်ထဲမှာကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပေးဖို့မမေ့ပါနဲ့ဦးကိုကာကွယ်ခြင်းကနေစတင်ပါကျမ်းမာရေးဆိုတာလက်လွတ်သွားရင်ပြန်မရနိုင်တဲ့အရာပါတန်ရှင်းတဲ့လေထုကနေတဆင့်ပျော်ရွှင်တဲ့မိသားစုဘဝတွေကိုအတူတူတည်ဆောက်ကြရအောင်သင်ချစ်ရသူတွေသိအောင်ဒီဗီဒီယိုကိုမျှဝေပေးပါအားလုံးပဲတန်ရှင်းတဲ့လေကိုရှူရှိုက်နိုင်ပြီးဘေးကင်းကြပါစေ